တူရဖြစ်ပြတ်လို့မိလိုက်ကြတယ် ဟာမဘာပြောလဲ အိမ်မက်တစ်ခုလို့သဘောထားပြီးသူ့ကိုမိလိုက်ကြတယ် မဘာအိဗယ်နဲ့အဲ့စကားကိုပြောတာဘာလို့ဆိုလို့ရကျွန်တော်ပြော မဆုံးဖြတ်ပြီးခေါ်ပေါင်းရအောင်ဆက်တော့ ကျွန်တော်ရဲ့နေဝင်ထွက်လာခဲ့မနခွေရကျွန်တော်သိမှာပဲမဘသူမှမယူရအောင်ဝေးရတဲ့ချစ်တယ်ကျွန်တော်တယောက်ပဲဖြစ်ရတကယ်ကိုလုံးဝမကြတဲ့မှာမောင်ချစ်ရင်တော့ကျွန်တော်ကသိထိချင်လို့သွားမှာကိုစီကိုငယ်တော့တိတ်တွေကိုဘယ်လိုနေစထုံမလဲစဉ်းစားနေတဲ့တယောက်တည်းရှားရုံကြည့်နိုင်မိချစ်လာအောင်ဘယ်လိုရှင်းပြရမှာလဲဒီလိုနဲ့တယောက်တည်းစိတ်ပြီးတော့စိတ်ခွဲမောင်ရဲ့ဘေးမရှိနေစင်လေးမောင်ကလေးချာနေစင်လေးဝေဝောင်းနေလေဒီရင်တဲ့စိတ်တွေကတကယ်တည်းဒီလေးပါပဲမောင်ရဲ့ပြုံးနေချလို့စင်တော့ကျွန်တော်ရဲ့နေကဝင်ထွက်လာခဲ့တော့ချစ်ချင်းပိုင်းစားများဝေးရမယ်ဆိုရဲစကားများတကယ်ကိုလုံးဝမကြချင်မှာမမချင်တော့ကျွန်တော်ကသိထိချင်လို့သွားမှာကိုစီရင်ကုန်ငယ်တော့တိတ်တွေကိုဘယ်လိုနေငါထုံမလဲရှင်သန်နေတဲ့တယောက်တည်းရာရာယုံကြည်နိုင်မိချစ်လာအောင်ဘယ်လိုရှင်းပြရမှာလဲဒီလိုနဲ့တယောက်တည်းတိတ်ပြီးတော့စိတ်ခွဲမိုင်းတဲ့ဘေးမှာရှိနေတဲ့လေးမောင်ကလေးချာနေတဲ့လေးဝီဝီယုံနေလေဒီရင်တဲ့စိတ်တွေကတကယ်ဒီကလေးပါပဲမိုင်းပြုံးနေတယ်လို့တဲ့တော့ပြောင်းပြတ်တော့မြေမောင်ကိုဆိုရတဲ့မရှိနေတဲ့မောင်ကလေးချာနေတဲ့ဝီဝီအောင်နေလေဒီရင်တဲ့စိတ်တွေကငယ်နေနေကလေးပါပဲမောင်ပြောင်းနေတဲ့လို့စင်တော့မယ်မောင် is going နေလို့ပြန်စားစေဒီနေ့ကတွေ့နိုင်လိမ့်မယ်မျောနေတဲ့တွေ့ရဲ့မတော်စပြောင်းပြတ်တော့မြေမောင်ကိုဆိုရတဲ့မရှိရမ်းနေနေတာပဲကျွန်တော်ဘယ်လောက်ထိခံစားနေရမလဲဟာနည်းနည်းလေးတော့မတွေးဘူးလား